ကားတွေဘာကြောင့်မီးလောင်တတ်တာโอเคဆက်လိုက်ရအောင်နံပါတ်1လျှက်စစ်ဝါရှော့ဒါကကားတွေမှာအဖြစ်အများဆုံးဖြစ်တဲ့ပြဿနာပါလျှက်စစ်ဝါကြိုးတွေပေါက်ပြဲမယ်ဟောင်းနှမ်းမယ်အဲ့ဒါတွေကိုဂူးမဆိုင်ဖိုင်နဲ့တုံးမိတဲ့ခါမျိုးကြာရင်ကျွန်တော်ကားတွေကမီးလောင်တတ်ပါတယ်ပြီးတော့ကျွန်တော်စပီကာတွေပေါ့နော်စပီကာတွေပြီးတော့မီးတွေကားထဲမှာအလှဆင်တဲ့မီးတွေကိုကျွန်တော်တက်ကြွတဲ့သူနဲ့မစင်မဲနဲ့လက်ဖြစ်ကိုယ့်ဘက်ကိုဆင်မိတာမျိုးတွေပြသိမ့်မကျွမ်းကျင်တဲ့သူတွေကိုဆင်မိတာမျိုးဆိုရင်ဒီကားတွေကနေပြီးတော့ quality ညံ့တာဖြစ်တဲ့အတွက်ဒါတွေကနေပြီးတော့ short ဖြစ်ပြီးတော့ကားကိုမီးဆွဲစေတာပါမီးလောင်စေတာပါဒါကနံပါတ်1ပါနံပါတ်2စီယိုစိတ်ချင်းကြောင့်မီးလောင်နိုင်ပါတယ်ဓာတ်ဆီဒီဇယ်တွေကစီပိုက်လိုင်းနေပြီးတော့ယိုစိတ်ပြီးတော့ပူနွေးနေတဲ့အင်ဂျင်တွေပေါ်ကိုကျမိတယ်ဆိုရင်ချက်ချင်းဆိုသလိုမီးထလောင်နိုင်ပါတယ်နံပါတ်3ကတော့အင်ဂျင်အပူလွန်ခဲ့ခြင်းပါအင်ဂျင် overheating လို့ခေါ်ပါတယ်ကားဆက်ခန်းထဲမှာရှိတဲ့ရေကူလန့်ဝါတာတွေကခန်းနေတာမျိုးတွေမရှိရတာမျိုးကြရင်အင်ဂျင်ကအရန်ပူပြီးတော့အဲ့ထဲမှာရှိတဲ့စီပိုက်လိုင်းတွေပလတ်စတစ်တွေကနေအရေပြောပြီးတော့အင်ဂျင်ဆက်ခန်းမှာကျပြီးတော့မီးထလောင်တာမျိုးပါဆိုတော့ရေတွေကူလန့်ဝါတာတွေကိုပုံမှန်စစ်ဆေးလဲလှယ်တင်ပါတယ်နံပါတ်4ထိမ့်သိမ့်အားနေခြင်းကိုကားမှာစီယိုနေတာဒါမှမဟုတ်ကျွန်တော်ကူလန့်ဝါတာတွေနဲနေတာအင်ဂျင်အချက်ပြမီးတွေပြနေတာကိုဂယူးမဆိုင်ဖဲနဲ့ဆက်လက်မောင်းနေတာမျိုးတွေကနေပြီးတော့လေကျွန်တော်တို့မီးလောင်နိုင်ပါတယ်နံပါတ်5ကတော့ကျွန်တော်တို့ဒီအတိထဲမှာဖြစ်သွားတဲ့ကိစ္စတစ်ခုပေါ့နော်ဒါကကျွန်တော်ထည့်ထားတာပါအဲကွန်ဖွင့်ထားပြီးတော့ကားခန်းထဲမှာဆက်လက်တောက်တာပါအဲ့ဒီဆက်လက်ကကားထဲမှာရှိတဲ့ဒီကားခုံတွေပေါ်ကိုကျသွားတဲ့အခါမှာမီးအဆွဲလွယ်ပါတယ်ပြီးတော့ကားအဲကွန်မှာ gas ပါတဲ့အတွက်မီးထတောက်နိုင်ပါတယ်ဆိုတော့ကားထဲမှာဆက်လက်တောက်တာကအရန်အန်တရများတဲ့အတွက်အဲ့လိုအကျင့်လေးတွေကိုဖြစ်နိုင်တယ်ဆိုရင်တော့ရှောင်သိခြင်းပါတယ်မဖြစ်ရင်တော့မဖြစ်ဘူးဖြစ်ခဲ့တော့ရှိရင်တော့ကိုယ့်ရဲ့အိမ်စည်းကကိုယ့်ရဲ့ကားတစ်စီးလုံးလွှတ်ပစ်လိုက်ကြမှာပါဆိုတော့ဒီဗီဒီယိုကိုကြည့်ပြီးတော့ကိုယ့်ရဲ့ကားတွေမီးမလောင်အောင်လို့ဘယ်လိုမျိုးစောင့်တင်နေရှောင်တင်နေဆိုတာလေးကိုလည်းဝင်ရောက်ဆွေးနွေးပေးပါဦးကျွန်တော်အကြံပေးချင်တာကတော့ကိုယ့်ရဲ့ကားထဲမှာဖြစ်နိုင်တယ်ဆိုရင်မိသက်ကားဆေးဘူးအသေးလေးတွေမိသက်ဆေးဘူးအသေးလေးတွေကိုစောင့်ထားတင်ပါတယ်တကယ်လို့ရုတ်တရက်မီးလောင်ခဲ့တော့ရှိရင်လည်းအမြန်ဆုံးလွတ်ရကျွရကိုဆင်းပြေးပါကားပေါ်ပစ္စည်းတွေကိုဆွဲချတာဘာမျိုးမလုပ်ပါနဲ့ကားလောင်နေဆိုတော့အမြန်ဆုံးကားတစ်စီးလုံးကိုပြန့်ပြီးလောင်တာဖြစ်တဲ့အတွက်ကိုယ့်တဲ့ကားရဲ့တန်ဖိုးထက်ကိုယ့်ရဲ့အသက်ကပိုတန်ဖိုးကြီးပါတယ်ဆိုတော့အားလုံးပဲဘေးကင်းကြပါစေကားဝယ်မယ်ဆိုရင်ရင်းနှောင်ကိုတတိယပါအားလုံးပဲကားစီးနိုင်ကြပါစေဗျာ